ဝတ်သားအယိုးနုချစ်စားမယ်တော့ဆိုပြုတ်မယ်ဝတ်သားကိုအီအောင်ရင်ပြုတ်မယ်ကျင်းထဲမယ်ကျင်းကိုပြလိုက်ထဲမယ်ထဲပြုတ်မယ်ဝတ်သားပြုတ်မယ်နော်အရင်ပြီးရင်ဆွေးရှော့ထဲမယ်တော့ပြုတ်တာနော်ဒါဗီနီဂါထဲမယ်ဗီနီဂါဒီနေ့ကတော့ချင်းမောင်နဲ့ဝတ်သားနဲ့ချစ်စားမယ်စီလုံးမပါတဲ့ဟင်းပေါ့စီမထည့်ဘူးနော်ချင်းမောင်ရင်ထည့်မယ်စွန်းမုတ်ထည့်မယ်ဒါအယောင်တင်မုတ်ချီလီပေါင်းတာဒါချက်သွန်ဖြူပြရိုက်ဒီဟာဂျင်ဂျာကလေး paste ဂျင်းနဲ့ချက်သွန်ဖြူနဲ့ paste လုပ်ထားဆွေးစောလေးနဲ့ထည့်မယ်တရုတ်ငရုတ်တီကြော်နောက်တော့စွန်းထပ်ထည့်မယ်နော်ဒီကောင်မဆက်ဘူးနော်ရုပ်ပြင်းလာတဲ့ငရုတ်တီစားနေငရုတ်တီတော့မဆက်ဘူးနော်ဒါ tomato paste နော် tomato paste ကျင်းဒီ paste ပေါ့အဲ့ဒါကိုစွန်းထည့်လိုက်တယ်ပြီးလို့ရှိရင်ဒီမှာဝက်သားထည့်တော့မယ်အခုကပြုတ်ထားတဲ့ဝက်သားနော်ဗီနီဂါတွေဟိုကဂျင်းနဲ့ပြုတ်ထားတဲ့ဥစ္စာနော်ဝက်သားအီအောင်ပေါ့ထည့်လိုက်ပါပြီဝက်သားပြုတ်ထည့်လိုက်ပါပြီဝက်သားအယိုးနုနော်ဝက်သားအယိုးနုချက်စားမယ်ပြီးလို့ရှိရင်ဒီကောင်စပလင်ထည့်မယ်နော်စပလင်နှစ်ချောင်းမွေးပါစပလင်ကြိုက်ပြရက်စီ QC လေးနဲ့ထည့်မယ်နော် QC ဒီကောင်နဲ့ချက်သွင်းငွေရောင်ထည့်ထားပြီးပြီနော်ဓာတ်ပုတ်ဗီဒီယိုရိုက်ဖို့မေ့ပါလို့ဒီကောင်နဲ့ချက်သွင်းထည့်လိုက်ပါတယ်နော်ချက်သွင်းရေနွေးထည့်လိုက်ပြီနော်သူကအယိုးနူးပေါင်းမှာဆိုတော့ကိုလိုချင်တဲ့လောက်ရေထည့်လို့ရတယ်နော်အယိုးတွေနူးသွားအဖို့မပိတ်ခင်ချက်သားမဟုတ်လို့ထည့်မယ်ဟင်းချက်မဟုတ်စားသူချက်သားမဟုတ်နည်းနည်းထည့်မယ်နော်ဒီဟာစားနော်စားလေးနဲ့ထည့်လိုက်စီလာပြီပုံစီငါးစီတော့ရှိပြီဒီကတော့ချစ်ပြီးတဲ့အနေထားပါနမ်းကြည့်လိုက် special ပဲစီလည်းမပါဘူးတော့ချင်းစားစားပေါ့လေနော်ချင်းစားစားအရသာလဲအနေတော်ပဲဆိုတော့ဒီမှာနန်းပင်အုပ်မယ်နန်းပင်အနေတော်လေးပိုင်းထားတာ